ရေစီစီတော့မယ်ဆိုရင်ရေတွေအကုန်ထွန်းပြစ်နေတော့ပဲလားချက်ချင်းရလိုက်တော့ပြောဒီလိုလောက်တာကရေတွေအလားကဖြုံးတိရကြားသလိုပတ်စံလက်အယမ်းကုန်တယ်လေတော်တော်များများကရေတွေအကုန်ထွန်းပြီးပင်ပန်းခံစေးတတ်ကြတယ်ပေါ့အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်ကရေတစ်ဆက်မှထွန်းပစ်စရာမလိုပဲအမြန်ဆုံးနဲ့အတန့်ဆုံးစီးလေးကိုပြောပြမယ်လိုတာကတော့ရေတန့်ဘူးခွန်လေးရဲ့ပိုက်ခေါက်လေးပဲပြောရှားတာလွယ်တယ်မလားရေတန့်ဘူးကိုထိပ်ပိုင်းလေးဖြတ်ဒီပိုင်းနဲ့ဆက်လိုက်ရုံပဲနေပါအောင်ဒီနေရာမှာခဏလေးတော့မကွဲကကိုထွန်းထွန်းဦးနဲ့လိုင်တရာကမမြထွေးကိုကျေးဇူးအထူးပါပြောပြီးခဲ့တဲ့ဗီဒီယိုမှာအားညာပါရကွန်မန့်ရေးပြီးအားပေးသွားလို့လေကျန်တဲ့သူငယ်ချင်းတွေကဘယ်မျိုးကနေကြည့်နေကြလဲကွန်မန့်မှာအခုပဲရေးပေးသွားကြအောင်တော့ကဲဆက်ကြမယ်ပထမဆုံးရေဖော်ဘောလုံးလေးကိုတေးချချီလိုက်ဒါမှအလုပ်လို့ရတာပိုးလွယ်ပါလိပြီးရင်ခုနကရေတန့်ဘူးထဲကိုရေပြည့်ထည့်ပြီးပိုက်ထဲကိုရေတွေအောက်ဆင်းသွားပါစေရေကုန်ခါနီးရဲ့ခုံကိုဖြုတ်ပြီးပိုက်ကိုရေစီအောက်ခြေကိုမြန်မြန်လေးချလိုက်ပြုတ်ဖုံးဆုပ်ဆက်လို့ပဲအောက်ခြေကအညစ်အကြေးတွေကိုအကုန်ဆုပ်ထုတ်သွားပါလိလုံးဝအမိုက်စားပဲယုံတောင်ယုံမမော့ကူတချို့ဆိုဒီလိုဆေးဖို့ဒေါ်လာရရှိပေးရတယ်နော်ကျွန်တော်တို့ကတော့တပြားမှမကုန်ဘူးပြုတ်တဖြည်းဖြည်းနဲ့အောက်ခြေကအနယ်တွေကိုလိုက်ဆုပ်ထုတ်လိုက်ရုံပဲဆုပ်ထုတ်လိုက်တဲ့ရေပုတ်တွေကိုပုံးလေးထည့်ထိုင်လိုက်မြင်တဲ့အတိုင်းပဲနော်အယမ်းမြစ်ပတ်တာပဲမိနစ်20တော့မကြာဘူးပါရေစီရတာအစ်စ်လို့ပြောင်းလာထွားပြီလေဘလန့်တောင်မိုက်လဲဗျာနောက်ဗီဒီယိုမှာဒီထက်မိုက်တဲ့အကြံဉာဏ်တွေလာဦးမှာမို့အခုပဲ follow လုပ်ထားဖို့မမေ့နဲ့နော်တတာ